လွန်လူနေရှာတယ်ရေရင်မတွင်စမ်းကြလိုင်းကလေးများတွေရဲ့ဟိုဒီလွန်လူတယ်မြူကြွလို့အမြဲသာပျော်ရွှင်မွယ်ကိုဘွားပဲတောင်းခိုင်းရဲ့ညော်မှန်းလွှမ်းရတယ်ရေလိုင်းကလေးရဲ့ကူပေးလေတော့